လေးကလှပြီးတော့ကိုယ့်ရဲ့ပူဖီကမဲပြီးတော့နန်းနေပြီဆိုရင်လုံးဝကြည့်လို့မကောင်းဘူးနော်အမျိုးသမီးတွေမိန်းကလေးတွေပေါ့နော်ကိုယ့်ရဲ့မျက်နှာလေးပဲလှနေရုံနဲ့မပြီးသေးဘူးထို့ဆိုရင်ကွာဟိုလိုစကားပုံရှိရမလားမျက်နှာမှာတနက်ခါပေါင်မှာတေးဖီးချောင်းဆိုပြီးတော့အဲ့စကားပုံအတိုင်းကိုယ့်ရဲ့မျက်နှာတွေရောစကင်ကဲတယ်မျက်နှာတွေကတော့ပေါ့နော်လှနေအောင်ထားတယ်ဒါပေမဲ့ကိုယ့်ရဲ့ပူဖီကနန်းဟောင်းနေတယ်မဲနေတယ်ဆိုရင်လေကိုယ့်ကိုယ်လည်းယုံကြည်မှုရှိဘူးနောက်ပြီးတော့ကိုယ်နဲ့ပေါ့နော်အတူတူနေမယ်ကိုယ့်ရဲ့အိမ်နောက်ပဲကိုယ့်ရဲ့ပါတနာပေါ်လေအားနာရတယ်အဲ့ခါမှာကိုကအမျိုးသမီးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကိုယ့်ရဲ့တကူရင်ကျမ်းမာရေးကိုတေချာဂရုစိုက်ပေးတင်တယ်ပေါ့နော်အဲ့ခါမှာဒီညီမလေးမေးထားတာကဘလောက်လဲဆိုတာကဒီလိုမျိုးအတွဲလေးကိုပြောပါပေါ့နော်ဒီအတွဲလေးကိုတုံးကြည့်ဒီအတွဲလေးကကြတော့မိမကိုတွေပေါ့နော်အနံကိုတွေထွက်တယ်ညီနဲ့နန်းနဲ့နောက်ပြီးငချောက်နဲ့ငပိနဲ့အဲ့လိုမျိုးနန်းတဲ့လူတွေအတွက်ဆိုရင်ဒီလိုမျိုးဖက်ပြားလေးအရင်ကကိုယ့်ရဲ့မိမကိုပေါ့နော်ပူဖီလေးကိုဖေးကြောပေးတစ်နေ့ကို2ကြိမ်3ပေးတစ်နေ့ကို2ကြိမ်3ပေးခြင်းအပြင်အနံကိုထွက်တာတွေရှားရံတာတွေအဖြူဖင်းတာတွေနောက်ပြီးတော့ကြတော့ပေါ့နော်ပေါင်ချားမဲတာမိမကိုမဲတာတွေတိတိတတ်တာဖြူပေးဒီကောင်လေးကဒီဖက်ပြားလေးအရန်ကိုသုံးလို့ကောင်းတယ်တကယ်လည်းမှုပြီးတော့လေတကယ်လည်းဖြူတယ်ပေါ့နော်အမကိုယ်တိုင်လည်းသုံးနေတာဒီဖက်ပြားလေးကိုသုံးပြီးသွားတဲ့ခါကျမှကိုကအိမ်အောင်တယ်တွေဆိုရင်လည်းမိမကိုတွေပေါ့နော်အိမ်အောင်ဘက်နဲ့တူနေတဲ့ခါမှာမိမကိုတွေကျဲလာတယ်မိမကိုကြွတ်သားတွေရော့ကြလာတယ်နောက်ပြီးတော့ကြတော့ပေါ့လေတကူထွက်တယ်လေခိုတာတွေတက်တာချင်းနေဆိုရင်ဒီဖီရန်လေးကိုတွဲသုံးပြီးဒီဖီရန်လေးကကြတော့လေအရန်ကိုနာမည်ကြီးပြီးတော့အရန်ကိုပေါ့နော် quality လည်းကောင်းတယ်တစ်ဖီအရေးသွေးလည်းကောင်းတယ်ပေါ့နော်ဗီကွက်မှာအရန်နာမည်ကြီးနေတဲ့ပူဖီတင်းဖီလို့ခေါ်တယ်ဒီဖီရန်လေးနဲ့ဒီဖက်ပြားလေးနဲ့ဒီလိုအတွဲလိုက်သုံးမယ်ဆိုရင် okay ပါဆိုပြီးသွားပြီကွာဒီလားအပြောအိမ်အောင်တယ်သုံးလို့ရရင်နော်ဒီဖီရန်ကကြတော့မိမကိုတင်းဖီတစ်ခုတည်းမဟုတ်ဘူးအနံကိုထွက်တာတွေရားရံတာတွေအဖြူဖင်းတာတွေလည်းသုံးလို့ရတယ်အပြိုလေးရောအိမ်အောင်တယ်ပါဒီနှမျိုးအတွဲလေးကိုသုံးလို့ရတယ်နော်ဒီဖီရန်လေးကကြတော့တကူကိုပေါ့နော်22,500ဖက်ပြားလေးက1,500နှမျိုးအတွဲကိုမှာကွာ3,300နဲ့တစ်လကျော်2လအသုံးခံတယ်တရက်ကိုမှာကွာဂျာကနန်းလေးပဲကြာမှာအရန်ကိုပေါ့နော်ဒီဥစ္စာအမျိုးသမီးတိုင်းဖောင်ထားတဲ့ကိုယ့်ရဲ့မျက်နှာတွေပဲ fucking cam နေနဲ့အလှတွေပြင်မိတ်ကတွေပြင်နေနဲ့ကိုယ့်ရဲ့မိမကိုကိုလည်းတန်ရှင်းအောင်ထားကိုယ့်ရဲ့မိမကိုကျမ်းမာရေးကိုလည်းဂရုစိုက်ပေးတဲ့ဒီနှမျိုးတွဲလေးနဲ့ကိုယ့်ရဲ့အမျိုးသမီးမိမကိုလေးကိုတေချာလေးဂရုစိုက်ပေးလိုက်တော့နော်အဲ့ဆိုရင်ကိုယ့်ရဲ့ကြကြကိုယ့်ရဲ့ချစ်သူကအများကြီးကိုပို့ပြီးတော့တိုးတိုးချစ်လာကြရမယ်နော်အမခံ